ဒီစကားလေးကိုမှတ်ထားလူတယောက်ရဲ့ကိုချင်းတရားကောင်းမကောင်းကိုချင်းတရားကောင်းမကောင်းကိုအပေါ်ယံကြည့်လို့သိမလားမသိဘူးကိုချင်းတရားကောင်းမကောင်းကိုဆက်ဆံပေါင်းသင်းကြည့်လို့ရှိရင်သိတယ်ကြာကြာနေပြီးတော့သိအဲ့လိုသိတယ်ဆိုတာတောင်မှပဲမြတ်စွာဘုရားမဟောတော့တင်စခောဒီကေနအထုနာအချိန်ယူရတယ်တဲ့ချက်ချင်းမသိဘူးတဲ့ဘာလို့လူလောကမှာဟန်ဆောင်နေတဲ့ပုဂ္ဂိုလ်တွေကအများကြီးရှိတယ်လေပထမကြည့်လိုက်တဲ့အခါကျကိုချင်းတရားကောင်းတဲ့ရောင်ရောင်ရှိကြာကြာပေါင်းတဲ့အခါကျကြာကြာမထိန်နိုင်တဲ့အခါကိုချင်းတရားမကောင်းဘူးဆိုတာသိလာတယ်နော်ဒါကြောင့်မို့တင်စခောဒီကေနအထုနာနဣတရေအချင်းကြာကြာမှသိနိုင်တယ်အဲ့တော့အချင်းကြာတိုင်းသိမလားလို့ဆိုမသိသေးဘူးတဲ့ဘာလဲဆိုမနတိကရောတာနောအမနတိကောတတိထားတဲ့လူမှသိမှာတဲ့တတိမထားရင်မသိဘူးတဲ့လူတယောက်အကြောင်းတတိထားရမယ်ကိုချင်းတရားကောင်းတယ်မကောင်းဘူးဆိုတာစိတ်ထဲမှာနှလုံးသွင်းပြီးတော့ကြည့်ဖို့လိုတယ်တတိထားမှမြင်တယ်ဒါဖြင့်တတိထားတိုင်းသိသလားလို့ဆိုမသိသေးဘူးတဲ့တင်စခောပညာဝတ္တာပညာရှိမှသိတယ်ပညာမရှိတဲ့လူကြတော့မသိဘူးဘလောက်ပေါင်းနေနေမကောင်းတဲ့လူလည်းကောင်းထင်နေမှာပဲကောင်းတဲ့လူလည်းမကောင်းထင်ရင်ထင်နေမှာပဲဟုတ်ကလားအဲ့တော့ဆိုလိုတာကလူတယောက်ရဲ့ကိုချင်းတရားကိုသိဖို့အတွက်နံပါတ်1အချိန်ကြာကြာပေါင်းရကြည့်ရမယ်နံပါတ်2တတိထားရနံပါတ်3ပညာရှိရမယ်အဲ့ဒါကြမှာသူ့အကြောင်းကိုအကြောင်းသိလူလောကလူတွေကြုံလို့သူ့အကြောင်းသူ့အတင်ပြောကိုအတင်ပြောဒါတွေပြောတာမဟုတ်ဘူးเนาะအဲ့ဒါကတန်ဖိုးရှိတဲ့ကိစ္စမဟုတ်ဘူးတန်ဖိုးရှိတဲ့လူသူ့အကြောင်းကိုအကြောင်းဆိုတာကိုချင်းတရားကောင်းမကောင်းဒါကိုကြည့်ရလူတယောက်ကိုဆက်ဆံတော့မယ်ဆိုရင်ခွန်ကြီးတို့ကဒီလူဟာကိုချင်းတရားကောင်းသလားကိုချင်းတရားမကောင်းဘူးလားဒါကြည့်ကြတာပဲမဟုတ်လားခုခေတ်တော့တာမန်အပေါ်ယံလေးကြည့်တယ်ဟေ့ဒီလူကအတောက်စားရှိသလားအတောက်စားမရှိဘူးလားအခက်စားရှိသလားတချို့ပုဂ္ဂိုလ်တွေအဲ့လိုစဉ်းစားတချို့ကြတော့လဲခွင့်လွှတ်လိုက်တယ်ယောက်ျားပဲအတောက်စားတော့ရှိမှာပေါ့ဟုတ်ကဲ့မျိုးမျိုးပဲလေသို့တော့ဒီလူဟာစင်းလုံးကျော်ကိုချင်းတရားကောင်းတဲ့လူဟုတ်သလားကောမဟုတ်ဘူးလားဆိုတာဟာအချိန်လဲယူရမယ်တတိလဲထားရမယ်ပညာလဲရှိရမယ်ဒါမှသိနိုင်တယ်တဲ့အထုံးမဆိုမသိဘူးတဲ့ကိုချင်းတရားဟာလူလောကမှာတန်ဖိုးရှိတဲ့အရာဖြစ်လို့ကိုချင်းတရားမကောင်းတဲ့ပုဂ္ဂိုလ်ကိုတွားပြီးတော့ဆက်ဆံပေါင်းသိမိပြီဆိုလို့ရှိရင်ဒုက္ခတွေရောက်ကြတယ်မဟုတ်လားခုခေတ်မှာလူမှုရေးဒုက္ခတွေကျုံနေကြတယ်မိသားစုတွေအတွင်းမှာလူမှုရေးဒုက္ခတွေကျုံနေကြတယ်စိတ်ဆင်းရဲမှုတွေကျုံနေကြတယ်မျက်ရည်နဲ့မျက်ခွက်ဖြစ်နေကြတယ်ဆိုတာကိုချင်းတရားကောင်းသည့်အတွက်ကြောင့်အဲ့ဒါလိုဖြစ်ရတာများရှိသလားမရှိဘူးကိုချင်းတရားမကောင်းတာကိုအကြောင်းပြုပြီးတော့သာဖြစ်နေကြတာအဲ့တော့သူ့အကြောင်းသိဖို့မလိုဘူးလားသူ့အကြောင်းသိဖို့လိုတယ်လို့ကိုအကြောင်းလည်းကိုသိဖို့လိုတယ်နံပါတ်1ဟာကိုချင်းတရားပဲကိုချင်းတရားကိုသိအောင်ကြိုးစားတံဝါသေနသီလံဝေဒိတပံဘုရားဟောတဲ့စကားဒါတံဝါသေနဆက်ဆံပေါင်းသင်းခြင်းဖြင့်သီလံကိုချင်းတရားကိုဝေဒိတပံသိနိုင်တယ်ဒါကြောင့်မို့လို့ပြောကြတယ်ပေါင်းကြည့်မှအကြောင်းသိဆိုတာဟုတ်ကဲ့ပေါင်းမသိပဲနဲ့အထင်ကလေးနဲ့ဒီလူအပြင်တော်လိုက်တာတော်တယ်နဲ့ဆိုနောက်ကြတော့နော်ဗမာစကားပုံတော်ရှိသေးနော်ငါသမီးတော်လှနဲ့ရောက်မှမြင်းစည်းထွက်ဆိုတဲ့စကားတော်ရှိသေးအဲ့တော့သေးသေးချာချာလူတယောက်အကြောင်းသိဖို့အမတန်မှလို့အကြောင်းဆိုဒီမှာကိုချင်းတရားအဲ့လူလောကမှာအရေးကြီးဆုံးကိစ္စတစ်ခုကိုမြတ်စွာဘုရားဟောတာဒါလူမှုဆက်ဆံရေးမှာသီလအရေးပါတယ်လို့ပဲတရားဓမ္မကျင့်တဲ့နေရာရောသီလအရေးမပါဘူးလားသီလေပဋိဋ္ဌာယကိုကျင့်တရားပေါ်မှာယတ္တိယသမထကျင့်စဉ်မဲ့ကျင့်ဝိပဿနာကျင့်စဉ်မဲ့ကျင့်ကိုကျင့်တရားပေါ်မှာယတ္တိပြီးကျင့်မှအောင်မြင်တယ်
ကိုချင်းတရားပြည့်ရွင်းနေတယ်ဆိုလို့ရှိရင်မအောင်မြင်ဘူးတဲ့ဒါကိုချင်းတရားကောင်းအောင်ရဒါဖြင့်သမထကျင့်စဉ်ကျင့်တာတို့ဝိပဿနာကျင့်စဉ်ကျင့်တာတို့သီလကဘလို့အထောက်အကူပြုတာတော့လို့စဉ်းစားကြည့်ဖို့လို့သီလကဘလို့အထောက်အကူပြုတော့ဆိုရင်ကိုချင်းတရားကောင်းတဲ့ပုဂ္ဂိုလ်ဟာစိတ်ထဲမှာကိုချင်းတရားကိုအကြောင်းပြုပြီးတော့စိတ်မသက်မသာတာဖြစ်သလားမဖြစ်ဘူးစိတ်ချမ်းသာတယ်ဟုတ်ကဲ့လားကိုချင်းတရားကောင်းတဲ့ပုဂ္ဂိုလ်ဒီအနဝိဇ္ဇဒုက္ခအပြစ်ကင်းတဲ့ချမ်းသာမျိုးကိုသူရရှိနေတယ်အဝိပတိတာရလို့ခေါ်တယ်ကိုချင်းတရားနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာစိုးရိမ်ပူဆာဘာမှမရှိဘူးစိတ်ဝမ်းသာကြည်နူးမှုရှိတယ်အဲ့ဒီလိုအဝိပတိတာရဆိုတာရှိပြီဆိုရင်ဆင်ငဲတစ်ခုနဲ့တစ်ခုတိုးတက်မှုတွေရဘာရတော့ဆိုရင်အဝိပတိတာရဆိုတာစိတ်နှလုံးကြည်သားနေလို့ရှိရင်ဘာဖြစ်လဲဝမ်းမြောက်ရတယ်တဲ့ဝမ်းမြောက်မှုဖြစ်လို့ရှိရင်ဘာဖြစ်လဲနှစ်ချိုက်မှုဆိုတဲ့ပီတိလာတယ်နှစ်ချိုက်မှုပီတိလာရင်နောက်ကဆက်ပြီးဘာလာတော့ဆိုပတ္တတိလို့ခေါ်တဲ့ငြိမ်းချမ်းမှုလာတယ်ကိုယ်ငြိမ်းချမ်းမှုစိတ်ငြိမ်းချမ်းမှုဒါတွေကရှောင်လွဲလို့မရဒါရှိရင်ဒါလာတယ်ဆိုတာအကြောင်းနဲ့အကျိုးပဲဟုတ်ကဲ့သီလရှိရင်နှလုံးကြည်သာတယ်နှလုံးကြည်သာရင်ဝမ်းမြောက်မယ်ဝမ်းမြောက်ရင်နှစ်ချိုက်မယ်နှစ်ချိုက်လို့ရှိရင်ကိုယ်စိတ်ငြိမ်းချမ်းတယ်ကိုယ်စိတ်ငြိမ်းချမ်းရင်ချမ်းသာတယ်ချမ်းသာရင်သမာဓိရလွယ်တယ်သမာဓိရလို့ရှိရင်ယထာဘူတဉာဏတတနာအမှန်တိုင်းမြင်တဲ့အသိဉာဏ်လာတယ်တဲ့ဟောရှောင်လွဲလို့မရတာကဲသီလမရှိဘူးဆိုလိုက်တာနဲ့တပြိုင်နက်သီလမရှိဘူးဆိုလို့ရှိရင်စိတ်နှလုံးမကြည်ဘူးမကြည်ရင်ဝမ်းမြောက်မှုလာမလားမလာဘူးပီတိဆိုတဲ့နှစ်ချိုက်မှုရောမလာဘူးပီတိမှမရှိရင်ပတ္တတိဆိုတဲ့ငြိမ်းချမ်းမှုရောမလာဘူးပတ္တတိဆိုတဲ့ငြိမ်းချမ်းမှုမှမရှိရင်ဒုက္ခချမ်းသာမှုဆိုတာလာမလားဒုက္ခချမ်းသာမှုမှမရှိဘူးဆိုလို့ရှိရင်စိတ်ကလေးဟာငြိမ်နေဆိုတဲ့တမာတိဖြစ်ပါမလားစိတ်လေးမှမငြိမ်တဲ့လူတယောက်ဟာယထာဘူတဉာဏတတနာမှန်မှန်ကန်ကန်သိတယ်ဆိုတဲ့အသိဉာဏ်ဖြစ်ပါမလားဒီလိုသီလဟာအရေးကြီးတယ်လို့ပြောတာနော်သီလအမတန်မှအရေးကြီးတယ်အဲ့ဒီကိုချင်းတရားဟာသူလည်းကောင်းရမယ်ကိုလည်းကောင်းရှားရှည်ပေါင်းကြည့်လို့ဒီပုဂ္ဂိုလ်ဟာသီလကောင်းတဲ့ပုဂ္ဂိုလ်လားကိုချင်းကောင်းတဲ့ပုဂ္ဂိုလ်လားကိုချင်းမကောင်းတဲ့ပုဂ္ဂိုလ်လားဆိုတာသိလာတယ်အဲ့တော့ကိုယ်ကိုယ်လည်းသီလကောင်းအောင်ကြိုးစားဖို့လိုတယ်ကိုချင်းတရားတွေကောင်းအောင်ကြိုးစားဖို့လိုတယ်သူများကိုလည်းကိုချင်းတရားကောင်းစေဖို့အခြေခံအဆင့်ကစပြီးတော့ကိုချင်းတရားဟာအရေးကြီးတယ်လို့ဒါပြောတာနော်ကဲနောက်တစ်ခုမြတ်စွာဘုရားအရေးကြီးတာလေးတစ်ခုထပ်ပြီးတော့တန်ဝေါဟာရေနစကားပြောဆိုကြည့်ခြင်းဖြင့်သောစီယံစကလုံးနဲ့ပတ်သက်ပြီးဂရိတီမှုမတီမှုစင်ကြယ်တန်ရှင်းမှုရှိမရှိကိုဝိရိတပံသိနိုင်တယ်လူတယောက်ဟာစကားပြောလို့ရှိရင်ဒီလူစကားပြောတာရှေ့နောက်ညီသလားမညီဘူးလားဆိုတာမသိနိုင်ဘူးလားသိနိုင်လားရှေ့နောက်စကားညီမညီဆိုတာအမှန်တမ်းအရေးကြီးတယ်တချို့ကမလှုပ်တာကိုပြောတယ်လှုပ်တာကတခြားပြောတာကတခြားအရင်ပြောတော့မှဒီစကားနောက်တစ်ခါပြောတော့ဟိုစကားဖြစ်တယ်ဟောအရင်တော့ကကောင်းတယ်ပြောတယ်နောက်တစ်ခါပြောတော့မကောင်းဘူးပြောတယ်ဟောရှေ့နောက်မညီတာတွေမရှိဘူးလားအဲ့လိုမညီဘူးဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာဒီဆက်ဆံဖို့ရအတွက်အများကြီးခက်သွားပြီဘာဖြစ်လို့လဲဆိုလူတယောက်နဲ့တယောက်ဆက်ဆံတယ်ဆိုတာဟာစကားနဲ့ပြောဆိုပြီးဆက်ဆံကြရတာလေအပြောဆိုနဲ့ဆက်ဆံတာဒါမှမဟုတ်စကားလုံးဆိုတာ communication ဆက်သွယ်ရေးအတွက်အရေးပါတယ်တယောက်နဲ့တယောက်ပြောတယ်စကားမတည်ဘူးဆိုလို့ချင်းဒီလူနဲ့အယောင်းဝယ်လဲလုပ်လို့မရဘူးဘာမှလုပ်လို့မရတော့ဘူးเนาะအခုတစ်မျိုးပြောသွားတယ်ဟိုနားကျတစ်မျိုးဖြစ်သွားတယ်ဒါကြောင့်မို့လို့လူတယောက်ဟာအဲ့ဒီလိုအမျိုးမျိုးပြောတတ်တဲ့လူလားအဲ့ဒီလိုမဟုတ်ဘဲနဲ့တိတိမတ်မတ်ရှင်းနောက်စကားညီတဲ့လူလားဆိုတာဟာပြောဆိုစကားပြောကြည့်ခြင်းဖြင့်သိနိုင်တယ်အဲ့ဒါလည်းပဲတစ်ခါနှစ်ခါပြောကြည့်ုံနဲ့တော့မသိဘူးတဲ့အချိန်ကြာကြာလိုအပ်တယ်ဒါလည်းမကဘူးတတိထားရမယ်တတိမထားရင်မသိနိုင်ဘူး